မိန်းကလေးတစ်ယောက်ရဲ့အချစ်အဓိပ္ပာယ်ဆိုတာကအများကြီးကိုတွေးနေစရာမလိုဘူး။ သူချစ်ရတဲ့သူတွေ့သွားပြီအဲ့ဒီလူကိုတွေ့သွားပြီဆိုရင်သူတို့ကအများကြီးတွေးလေတွေးတာမရှိဘူး။အခုလက်ရှိပြစ္ဆုတ်ပံမှာသူ့ကိုချစ်မယ်ကျင်နာမယ်ယူရမယ်ဆိုရင်သူတို့ကတော့သူတို့ချစ်သူစီကိုသူကစိတ်က100% စိတ်ရောက်ပြီးသား။ဒါပေမဲ့မိန်းကလေးအများစုတော်တော်များများမှားတဲ့အလေးအထားတွေဖြစ်သွားတာကဘာလဲဆိုတော့အခုချစ်နေတဲ့အရာလေးပဲအပေါ်ယံကြည့်တဲ့အချစ်ဆိုတဲ့အရာလေးပေါ်မှာပဲယုံကြည်ပြီးတော့ရေတဲ့ခုံချပြီးမှနင်မှန်းသိတဲ့သူတွေအများကြီးပဲမိန်းကလေးတယောက်ကယောက်ျားလေးတယောက်ကိုကောင်ကလေးတယောက်ကိုချစ်တော့မယ်ဆိုရင်ချစ်နေတယ်ဆိုရင်အဲ့ဒီလူတယောက်ကမင်းကိုတကယ်မြန်နိုးတယ်တကယ်ချစ်မြတ်နိုးတယ်ဆိုတဲ့အရာကိုဘယ်အချက်တွေနဲ့ကြည့်ပြီးတော့မင်းသိနိုင်မလဲနံပါတ်1မင်းကိုစကလုံးတွေထက်ပြုမှုပုံဆက်ဆံပုံနေထိုင်ပုံတွေကိုကြည့်ရမယ်နံပါတ်2မင်းကိုချစ်နိုင်ဖို့မင်းကိုတာဝန်ယူနိုင်ဖို့လက်တွေ့လက်ရှိမှာဘလူတွေစူးစမ်းနေလဲသူ့ရဲ့ကိုယ်ပိုင်ဘလူတွေစူးစမ်းမှုရှိလဲအဲ့ဒီအရာကိုကြည့်ရမယ်3သူ့ရဲ့ boyfriend girlfriend နေတဲ့မိတ်ဆက်ပေးရမယ်သူ့ရဲ့မိတ်ဆွေတွေနဲ့မိတ်ဆက်ပေးတတ်တဲ့သူဖြစ်ရမယ်4မင်းပါကြိုက်တာလဲမင်းဘာလိုချင်တာလဲမင်းဘယ်သွားချင်တာလဲမင်းဘာစားချင်တာလဲဆိုတာကိုသူ့ကိုယ်သူထက်မင်းကိုဦးစားပေးတာကိုလည်းမင်းကြည့်နိုင်ရမယ်5မင်းကသူ့နားမှာနေရင်မင်းကိုအေးချမ်းမှုနဲ့တည်ငြိမ်မှုတွေကိုဖန်တီးပြီးပေးနိုင်တဲ့သူလားဆိုတာကိုလည်းကြည့်ရမှာဖြစ်ပါတယ်ရေဘူးရဒီအချက်တွေကိုလိုက်ကြည့်ခြင်းအပြင်မင်းရွေးလိုက်တဲ့ချစ်သူမင်းရွေးလိုက်တဲ့ကောင်ကလေးကအတက်နိုင်ဆုံးတော့မင်းအရွေးမမာဘူးဆိုတာသိလာရမယ်အချက်တွေပဲဖြစ်ပါတယ်ဒီနေ့ topic လေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်